ဖက်နဲ့တစ်ဖက်တော့မငြင်းနော်ဒီဘက်တူတယ်ဒီဘက်ရိုက်တားရှည် ဘာမှမစပင်းညက်တယ်အဲ့လိုဖြစ်သွားအဲ့ကြောင့်အဆင်မပြေတယ်ဘယ်မှာဘေးခွဲညက်မယ်ဆိုပြီးညက်လိုက်တယ်အိမ်ရောက်တော့မှကိုယ့်အကိုကြည့်လိုက်တော့တစ်ဖက်ကရှည်ပြီးတစ်ဖက်ကတိုးနေစပင်းကစိတ်တိုင်းမကြလို့ထားရတာလေပြီးပုံသွင်းရတယ်အဆင်မပြေဘူးကျွန်တော်စံသားလည်းကောက်တယ်ဗျာစပင်းကလည်းကျွတ်တယ်ပြီးပါလည်းဒီကောင်ကကောင်းတာမရှိဘူးလား အရင်တော့ဆိုင်နေမှာလည်းလုပ်ဘူးလေဗျာစိတ်တိုင်းမကြဘူးလောက်တော့ပဲတကယ်ဆရာတွေနဲ့ပဲလုပ်တာမစိတ်တိုင်းမကြဘူးသူတို့ရှိမှလုပ်တာတော့မိုက်တယ်ဒါပေမဲ့အိမ်ပြန်ဝိုင်းပုံကပြတ်သွားသူတို့အဆိုင်ရလို့မဟုတ်တော့ ညှက်ချင်တဲ့ပုံတွေပါရှိလား ညှက်ချင်တဲ့ပုံကတော့မရှိဘူးဆရာသဘောအတိုင်းပဲဒါဆို line မှာကြည့်ပြီးသွားပြီလေဆရာဗီဒီယိုတွေသဘောကျလို့နေရရင်တက်လာ နေရင်တက်လာလားဒါတိုက်တက်လာတာပေါ့ ဒါလိုက်လာမနေ့ကတော့ကောင်းမှုလို့မလာနိုင်ဘူးဗျာဒီနေ့မှလာ ဘယ်နေရလဲ bro အေယာဝီတိုင်းရေးကြီးမျိုး Oh my god အာကေဖြစ်ရတယ်မလား ကျွန်တော်လည်းလိုက်တယ်ဆိုရင်အဆင်ပြေ တက်တရဖြစ်ချင်တာလားဒါမှမဟုတ်လူငယ်ဆန်ဆန်ဖြစ်ချင်တာလား နှစ်ခုစလုံးပေါ့လူငယ်စံနဲ့တက်တက်ရလေးဖြစ်ချင် နေရရင်တက်လာတောင်းဆိုဝင်တာအများနဲ့တလွဲတာပြောပါတော့ လည်းဖြစ်သွားတယ်ကြည့်လောက်ကပေါ့ ကြပြန်ရင်သင်ကန်းစီးတာတော့ပါတော့ ဒါတော့မှဖုန်းဝင်လိုက်မယ်နော်ဒါမှမဟုတ်ဒီမှာလေးဝက်သွားလိုက်ဒါမှရပါတယ်ဆရာကိုယုံကြည်လို့လာ โอเคဆန်သားတားပြောတော့ထောင်ပုံစံတွေပါဆိုလို့ရှိရင်တော့အိမ်မှာပြန်လို့မှဆိုတော့တိတ်တော့အဆင်မပြေတော့ဘေးကိုရန်ကြီးနဲ့ပုံသွင်းစရာမလိုတဲ့ပုံစံမျိုးအဲ့ဒီမျိုးဆိုရင်ရတယ်မလား ရ โอเคဘေးကိုရောဘယ်လိုသွားခြင်းလဲ ရပါတယ်စဉ်းစားတာတော့မရှိဘူးဆရာအဆင်ပြေတယ်လို့ပဲလုပ်လိုက် โอเคဗျ